ဒီယိုကတကြက်သားမှရှိတဲ့အလေးချိန်တွေအကြောင်းကိုမျှဝေပေးသွားမယ့်ဗီဒီယိုလေးဖြစ်ပါတယ်။တက်ပဲ၍ဒါဗီဒီယိုဒီမှာဆိုရင်တကြက်ပေါ့နော်တကြက်မှာဆိုရင်ပဲက16ပဲရှိပါတယ်။တကြက်မှာဆိုရင်128ရွေးပါဒါကိုသိရပါမယ်။နောက်တစ်ခုတကြက်ရဲ့အောက်မှာဆိုရင်သူ့ရဲ့အလေးကငန်းမှုအလေးရှိမယ်။ငန်းမှုလေးဆိုတာကကြတော့ဒါတကြက်ရဲ့တစ်ဝက်ဆိုတော့16ပဲရဲ့တစ်ဝက်က10ပဲပေါ့နော်ဒါ10ပဲပါငန်းမှုဆိုတာနဲ့10ပဲဆိုတာသိရပါမယ်64ရွေးပါဒါကကြတော့မှတ်စရာမလိုဘူးတွက်နည်းတွေမှာဒါမပါဘူးเนาะသိရုံဘဟုတုတအနေနဲ့သိရုံပဲနောက်တစ်ခုကကြတော့ငန်းမှုရဲ့အောက်မှာဆိုရင်တမတ်လေးရှိပါတယ်တမတ်မှာဆိုရင်ပဲအနေနဲ့ကကြတော့၄ပဲသားပါပါတယ်တမတ်လို့ပြောလိုက်တာနဲ့၄ပဲသားပါပါတယ်ရွေးကတော့32ရွေးပါသူရဲ့တဝက်ဆို32ရွေးဒါလည်းဒါဘဟုတုတဖြစ်ရုံပဲပေါ့နော်ဒါတွက်နည်းတွေမှာထည့်မတွက်ရပါဘူးနောက်တစ်ခုကကြတော့တမတ်ရဲ့အောက်မှာဆိုတမူးလေးရှိတယ်တမူးလို့ပြောလိုက်တာနဲ့နှစ်ပဲရှိတယ်ဆိုတာကိုသိရမှာဖြစ်ပါတယ်နှစ်ပဲနဲ့တမူးကတူတူပဲပေါ့နော်ဒါပြီးရင်သူ့မှာ16ရွေးပေါ့နော်နောက်တစ်ခုကကြတော့တမူးရဲ့အောက်မှာဆိုတပဲလေးရှိပါတယ်တပဲပေါ့တပဲမှာဆိုတော့8ရွေးဒါကိုသိရပါမယ်ဒါတွက်နည်းမှာတွက်မယ်ဆိုရင်ဒါသိရမယ်နောက်တစ်ခုသိရမှာကကြတော့တကြက်မှာ16ပဲဆိုတာသိရပါမယ်နောက်တစ်ခုထပ်သိရမှာကတကြက်မှာ128ရွေးဆိုတာသိရပါမယ်နော်ဒီအကြောင်းအရာလေးကလည်းဒါမသိသေးတဲ့သူတွေအတွက်အများကြီးအကျိုးရှိသွားမယ်လို့ထင်ပါတယ်ကိုပို့ပြီးတော့ရွှေအကြောင်းအရာတွေကိုကိုကစနစ်တကျလေးလေ့လာခြင်းနဲ့သင်ယူခြင်းနဲ့အလွယ်တကူလေးတက်မြောက်ခြင်းနဲ့ဆိုရင်ဖြစ်ဒီတွေကိုရှာလို့ရသွားခြင်းနဲ့သူတွေအတွက်ကကြတော့ဒီချက်ကမန္တလေးမှာဆိုရင်6လပိုင်း9-10မှာရှိပါမယ်เนาะအပြင်တွေ့တင်တန်းမှာနောက်တစ်ခုကကြတော့ရန်ကုန်မှာဆိုရင်ဒီချက်က6လပိုင်းမှာဆိုရင်15 16 19 18မှာရှိပါမယ်တကယ်လို့ပေါ့နော်ဒီရွှေပညာကနေပြီးတော့ဝင်ငွေတွေတကယ်ရှာလို့ရသွားချင်တဲ့သူတွေဒီတင်တန်းမှာ join နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီချက်သက်ပါ